ခုတော့ကျွန်တော်ဥရောပနဲ့အမေရိကန်မှာဖြစ်နေတဲ့ခရစ်စမတ်နဲ့ပတ်သက်တဲ့ဟိုဘောနော်အကြောင်းအရာလေးပြောပြချင်ပါတယ်ဘလို့ဖြစ်လဲဆိုတော့ဘောနော်ဘယ်ဂျီယမ်မှာဖြစ်ခဲ့ရလေးကျွန်တော်အဓိကဦးတည်ပြောချင်ပါတယ်ဘယ်ဂျီယမ်ဘရာဆယ်ဆိုတဲ့ဘယ်ဂျီယမ်မြို့ဘရာဆယ်မှာပေါ့နော်ခရီးယန်ခုခရစ်စမတ်စီဇန်ရောက်ပြီဆိုတော့သိရပါမလားကျွန်တော်ခရီးယန်နိုင်ငံတွေဖြစ်တဲ့အတွက်ခရစ်စမတ်ခန်းချင်းတွေအများကြီးလောက်ထားတဲ့မီးရောင်တွေခရစ်စမတ် tree တွေပေါ့နော်အထူးသဖြင့်ဘာကြီးလောက်ထားလဲဆိုတော့ခရစ်စမတ်ဖြစ်တဲ့ Jesus မွေးတဲ့ပုံစံလေးပေါ့ဒါဖွားကန်းလေးပေါ့ Jesus ဖွားမြင်တော်မူခံလေးတွေကိုလောက်ထားတယ်ကလေးပုံလေးတွေနဲ့ပေါ့နော်သူရဲ့ Mother Mary နဲ့အကုန်လုံးအလုံးခင်းချင်းပြထားတယ်ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီခန္ဓာကိုလူတစုကဝင်ပြီးတော့အဲ့ကလေးရုပ်ကလေးပေါ့နော် baby ကလေး baby Jesus ကလေးရဲ့ခေါင်းကိုကျွန်တော်စကားလုံးကျဉ်းကျဉ်းတမ်းမသုံးရတော့နော်ဖြုတ်ပြီးတော့ယူသွားတယ်တကယ်ဟန်ဖြုတ်ပြီးတော့မဟုတ်ဘူးသူတို့မလုပ်လိုက်တာနော်ကျွန်တော်တစ်တော့မပြောမကောင်းလို့အဲ့လိုလုပ်သွားတယ်လုပ်ပြီးတော့ခုအဲ့ကလေးရဲ့ခေါင်းလေးပျောက်နေတာပေါ့နော်အကြီးကြီးပြဿနာကြီးတက်နေတယ်ဘယ်သူတွေလုပ်လဲဆိုတော့ဟိုပေါ့နော် pro Palestine ခေါ်တဲ့ Palestine ကိုရေးကိုထောက်ခံသူတွေပြုလုပ်ထားဖြစ်တယ်သူတို့အဲ့ဒီခန္ဓာတွေမှာဝင်လာပြီးမီးတွေဖွင့်နေနေရတယ်မှာသူကပါဝင်ပြီးတော့ဖွဲ့တဲ့စီလိုက်ပုံတွေပါတီးပြီးတော့အဲ့ဖွဲ့ဟိုခရစ်စမတ်ပွဲတော်ကိုပစ္စည်းအောင်လုပ်တဲ့ပုံမျိုးအော်ဟစ်ပြီးတော့ဘောနော်ဒီခရစ်စမတ်ပွဲကိုပြအောင်လုပ်တယ်အဲ့ဒါဘောနော်ဟိုဘယ်ဂျီယမ်ဘရာဆယ်ဆိုတဲ့မြို့တော်မှာဘောနော်ဘယ်ဂျီယမ်မြို့တော်ဘရာဆယ်မှာဖြစ်နေတာအဲ့ဒါပင်လားဆိုယူရိုပနိုင်ငံတော်များများလည်းဖြစ်နေကြုံနေရပါဖြစ်လဲဆိုတော့ခုခရစ်စမတ်ပွဲအတွက်ဟို Christmas tree တင်ကြတယ်ရှိဘောနော်မှာစလုံးကြီးတယ် Merry Christmas တို့ရေးကြတယ်ခုအဲ့စလုံးတွေအကုန်ဖြုတ်ကြတယ်ဘယ်မှာဖြုတ်လဲဆိုတော့အမေရိကပါအဲ့Merry Christmas ဆိုစလုံးတွေဖြုတ်ပြထားတယ်ဆိုပွဲတယ်မီးရွယ်ထွန်းကြတယ် Merry Christmas ဆိုစလုံးတွေကိုဟိုမတက်တော့ဘူးပေါ့နော်ဆိုလိုတာသူတို့ကိုစန့်ကျင်တဲ့လူတွေပေါ့နော်အများတော့သူတို့အဲ့ဒါကြောက်လာတာအခု Merry Christmas စလုံးတွေခုအမေရိကမှာရောဟိုဒီခုယူရိုကနိုင်ငံတွေတော်တော်များများပါအဲ့စလုံးတွေဖြုတ်ပြီးပြောနော်မီးရွယ်ထွန်းကြတယ်ဆိုတော့မကြခင်မှာယူရိုနဲ့အမေရိကမှာ Christmas ပွဲတော်ကျင်းပတာပျောက်တော့မယ်ပျောက်ဆုံးတော့မယ်ပြီးတော့ခရီးယန်ဦးကြီးလည်းပျောက်ဆုံးတော့မယ်ခရီးယန်နိုင်ငံဆိုတဲ့ဒီကိုဘောနော်ဟိုသူတို့ရဲ့ဟိုကြွေးကြော်ထားတာတွေလည်းမကြခင်မပျောက်ဆုံးတော့မယ်လို့မြင်နေရတယ်ပေါ့နော်ကျေးဇူးများတင်တယ် Decapitated at a nativity scene, then stolen overnight after a pro-Palestine mob gate-crashed Brussels Christmas markets and chanted Hamas slogans in the street. The mayor of Brussels confirmed the head of the figurine of Jesus was stolen after being decapitated by an unknown culprit who took off with the head but left the body in place Friday night. The mayor's spokesman said they would replace the baby Jesus' head. The opening of the Christmas markets and switch on of the lights at the main square